တင်းတင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကတော့တုတ်တန်တွေထမင်းချက်စားဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ကျော်စွာကရွာထဲတွင်မကြောက်တတ်တဲ့သူဖြစ်တယ်။သူဒီတရက်တစ်စီမြောင်လှောင်ပြောင်လေးရှိသည်။ဘယ်တော့ကမှလည်းယုံကြည်မရှိခဲ့။တနေ့တွင်တငယ်ချင်းများနဲ့စကားမိပြောဆိုရင်စင်ခေါ်မှုတစ်ခုပေါ်ပေါက်လာသည်။မင်းတကယ်တတိရှိရဲ့ဆိုရင်ဒီညတုတ်တန်ထဲမှာထမင်းချက်စားရလာဟုတငယ်ချင်းများကစင်ခေါ်ကြသည်။ကျော်စွာကပြုံး၍သာပြုံးပြီးလက်ခံလိုက်သည်။တကောင်းရအချင်းရောက်တော့ကသူသည်အိုးတစ်လုံးနဲ့ဆန်မိချစ်ကိုယူ၍ရွာပြင်ရှိရှေးအောင်တုတ်တန်ဟောင်းစီတို့တယောက်တည်းထွက်ခွာလာသည်တုတ်တန်အတွင်းရှိညောင်ပင်အိုးကြီးအောက်တွင်အုပ်ဟုဟောင်းများကိုခုံဖြစ်သုံးပြကကျော်စွာမီးမွေးလိုက်သည်လေတို့တန်များကြောက်မက်ဖွယ်ကောင်းအောင်တူးမီနေပြီးပုံဝန်းကျင်တစ်ခုလုံးမှာအကြတန်ကြားလောက်အောင်တိတ်ဆိတ်နေသည်ထမင်းဦးစုပွက်လာခြင်းနှင့်ကြော်စား၏ပခုံးတို့အေးဆက်သည့်အယိုးလက်ချောင်းများသည်ထိတွေ့လာသူခံစားလိုက်ရသည်။ဘာတွေချက်နေတာလဲဟုအကုတ်ကအတန်နေကြီးတစ်ခုကသူ့နားမှာကက်ပြီးတူတူလေးတိတ်မေးလိုက်သည်။ကြော်စွာလှဲ့မကြည့်ပဲထမင်းချက်နေတာဗျ။ခမရောစားမလားဟုခရဲရဲဖြင့်ပြန်ပြေးလိုက်သည်။ခဏအကြာတွင်အိုးထဲမှထွက်လာသောအနံ့အများထမင်းနံ့မဟုတ်ပဲပုတ်စော်နံ့သောအနံ့ဆိုးကြီးဖြစ်နေတော့ကျော်စွာအိုးအဖုံးကိုဖွင့်ကြည့်လိုက်တော့ကထိတ်လန့်ဖွယ်ကြောက်ကောင်းလာစွာပင်အိုးထဲတွင်ဖြူကွေးသောထမင်းများစားလူသွေးများဖြင့်သွေးဆုံးနေသောသွေးဆက်များကိုသာမြင်လိုက်ရသည်သူပတ်ဝန်းကျင်ကိုဝှေ့ကြည့်လိုက်ရာဖြိုးတော့အရင်မဲကြီးများကအုပ်ကူများပေါ်တွင်စူးကျုံးကသူ့ကိုစိုက်ကြည့်နေကြသည်သူတို့လက်ထဲတွင်လည်းမြေကြီးများပြကြံနေသောပကံများကိုစီကင်ထားကြသည်ကျော်စား၏တက်တီများလည်းအေးပျော်ကျသွားသည်သူသည်အိုးကိုပြစ်ချကရွာဘက်သို့အသက်လူကြီးထွက်ပြီးတော့သူ့နောက်ကျောပတ်မှနေတုတ်တန်တစ်ခုလုံးဟင်းစီမီ၆လန့်ဖွယ်ရာရီမောတန်ကြီးနဲ့ဤတို့ကြလိုက်ရလေသမင်းတွေကြံသေးတယ်လေမင်းမစားတော့ဘူးလား